မန်စီရဲ့ဥပမာအာစမာရီလာလက်စပစ်လိုကောင်မျိုးတွေပေါ့လေနော်မော်စကောတွေပါလေအလီတာတော့ပါလာပြီလင်းနေပါလေကန်တော့ရွေးချယ်ပေးထားတဲ့ခိုက်တန်မှာတော့ပွဲလေးကတော့ပို့ပြီးတော့ကြည်ကောင်းလာအောင်မလားဆိုတော့နော်ကျွန်တော်တို့မေးခွန်းလေးတွေတော့မေးပြရှိပါတယ် guys ကဲအားလုံးပဲလက်မလေးပေးခဲ့ပြီလားညီကိုတို့လက်မလေးတယောက်ချက်လောက်နှိပ်သွားပေးခဲ့လို့ရပါတယ်လက်မလေး1000လောက်နေမြရနိုင်မလားလက်မလေးနော် reaction လေးနေသွားပြီပါအောင် YouTube မှာပဲကြည့် film မှာပဲကြည့်နော်လာပြီးတော့ support ပေးတဲ့ညီကိုတွေကျေးဇူးများကြီးတင်ပါတယ်ကဲဆိုတော့ဒီဘက်မှာတော့ကန်နေနဲ့လင်းချန်ငယ်ဒီဘက်မှာတော့ Luka Flash Combo တွေပါတယ်နဲ့ Rabat အရင်စားတိုင်းမှာ PS ACC ပဲလဲလာမှာတော့နော်ကျွန်တော် laning phase ကတော့ KM နဲ့ chip လေးနဲ့တော့နည်းနည်းလေးတော့တာနိုင်တယ်ဆိုပေမဲ့လည်းဘိုးရဲနဲ့ညီကိုလည်း crease စားရတာမြန်တော့မြန်နေ bro ပေါ်လာမှာတော့ phobia နဲ့ asthma ဖျဲနေပြီဟာရပါမဲဖလစ်ကားနဲ့ဝင်ဖျဲအိုးတော်သေးတော့အနည်းများလိုက်တာနှကောင်တော့မင်းသူဖျဲကိုဖျဲပဲဟောင်းကြီး offlane ကဒီဘက်ကလေးကလည်းဖလစ်ကားတော့ပြန်ခုန်ပြီးလိုက်ရပါတယ်retribution တော့မပေါက်လိုက်ဘူးပေါ့နော်ဆိုတော့ကန်အနေနဲ့ကတော့ရသွားလားရသွားတာတော့ဟိုကရသွားဘိုးရဲရသွားတယ်ကွာဒါတွေကနေကဲမစိုးပါဘူးเนาะရတဲ့သူစားပေါ့ retry ကတော့မပေါက်လိုက်ရဘူးဆိုတဲ့နေတာเนาะအစမာတော့တစ်ခေါက်အိမ်ပြန်သွားတယ် phobia အနေနဲ့တော့အိမ်မပြန်ပဲနဲ့ပေနေတာကြီးอ่ะကဲအစမာပြန်ရောက်လာရင်တော့ပြန်ဖြဲပြီเนาะကဲကိစ္စတွေကဟုတ်လေပြင်းခံဖို့ရှိနေပေါ့မှာတော့မစားဘူးတက်လာပြီကွာကတော့တက်လာပြီကတော့တက်လာပြီဆိုတော့နည်းနည်းလေးတော့ကူပေးမယ်နဲ့တူတယ်ကတော့ကြာနေโอเคဒင်းနေပါလေရှိတယ်နော်ဝေါ်ပေါ်နေလာမှာဗျမက်ဆီမှာတော့ flicker မရှိတဲ့အချိန်လေးဆိုတော့မေးချင်နေရလားတော့မသိဘူး bro အပေါ်လန်ဒေါက်ဖွေမက်ဆီရသေးတယ်ပေါ့ပါပဲဆိုတော့ဂျန်ဂယ်လေးပဲပြန်အောင်ထားတယ်ဗောနော် PS လည်းမလန်းမကန်းမှာရှိတယ် bro အချိန်နေမကောင်းဘူးဆိုရင် B form ပြောင်းပြီးတော့ဝင်လာပြီးတော့မေးလို့ရအောင်လမ်းမှာအလီတောင်းနဲ့ Zippy က inspire တွေပဲဖွင့်ပြပြီးတော့တက်ပစ်နေတာလေးလည်းတွေ့ရတယ်inspire timing ကတော့ပြစ်မှာကဲကားတစ်စီးလွတ်ခံမလားတက်ပြစ်မလားပဲကြည့်ရမှာလွတ်တာတော့မလွတ်သွားဘူးဗျနော်တက်ပြစ်လိုက်ကဲဆိုတော့အပေါ်လမ်းမှာတော့တာတယ်လေးတော့ထွက်တော့မယ်နော်နီကိုနဲ့ဒီဘက်မှာခွန်နဲ့လေလမ်းမှာ level 4တော့မြယူနေသလိုအပေါ်လမ်းမှာလည်းကတော့ကချာအနေနဲ့ level 4လေးသွားယူမလားလေလမ်း level 4ရပြီဆိုရင်တော့လူကက်ရဲ့ found တွေပါလေခိုးပြီးတော့ချလို့ရပြီဗျ Valentina Nico ဘသူရဲ့စပယ်ခိုးမလဲချင်းနေကြည့်နေတယ်ဒီမှာတာတယ်ခဏ reset ပြန်ချထားလေးလည်းမြင်ရတယ်ဗောနော်ကတော့ကချာအနေနဲ့ပေါ်လမ်းမှာလိန်တော့သွားမရှင်းဘူးဗျာနော်သူ့အနေနဲ့ဒီတာတယ်နားမှာပဲဝိလေလေးလုံနေတယ်အဲ့အပေါ်လမ်း creed တော့ကဒီတိုင်းကုန်သွားမှာနော်ဒါကြီးchip ကတော့ level 4ရကန်ဒီစစ်ဆဲပါเนาะကျွန်တော်ဘိုရဲနဲ့ကွာတဲ့တစ်ချက်ကိုတော့သွားတွေ့ပါတယ်လင်းနဲ့ Lucas နဲ့ကတော့တာတဲကြီးကိုခဏမေ့ထားပြီးတော့ဟိုဟာပဲလုံနေတယ်ဂျန်ငယ်ပဲပြန်ပြီးတော့စားနေရလိမ့်မြင်ရတယ်မလားကဲဆိုတော့အေးရရောက်ပါပဲเนาะ rubber ဘာညာပြန်စားပေါ်မှာလဲဘိုရဲနေနဲ့တော့အဲ့ဒီပါကဲပေါ်တယ်ရနဲ့ချက်ချင်းဖွင့်ပြီးဖြတ်လိုက်တာအဲ့ဒါလေးကတော့ကောင်းသွားပြီ bro เนาะဒီဘက်မှာတော့ကျွန်တော် loss score တော့ဝင်မလာဘူးဆိုပေမဲ့လည်း၄កောင်နဲ့ damage ကလောက်ပါတယ်အဲ့မှာ B form ပြန်ပြောင်းထားတဲ့နီကိုနေနဲ့ပေါ်တယ်တဲ့ဝင်သွားမိဦးမယ်เนาะပြန်ပြီးတော့ပတ်ထားသေးတယ်တော့မလင်းလာပြီ Radan ခေါ် Avada the Guardian လင်းဒါနဲ့ Sinto Timer of Blade ဒါတွေပါတော့ပတ်သိမ်းမှုတော့ကြိုးစားနေပေမဲ့ damage ကလောက်သွားသေးတယ် Black Gap ချစ်လေးတော့အဆုံးသတ်ထိုင်းနေပြီဒီဘက်မှာလည်းပြန်ထွက်တဲ့ Phobia timing အောက်မှာတော့တာတယ်လေးတော့ပြန်ပြီးတော့ try မှုတော့ရှိမယ်ဟိုဘက်မှာလည်း Lucas B form ပြန်ခိုးပြီးတော့ PS ကိုတော့မောင်းတော့ထုတ်ထိုင်းနေပြီအသေးခံပြီးတော့ Nico ဒီတာတယ်တော့ရောက်တော့ယူပေးသွားတယ်သူ flicker ခုံလိုက်တာတော့အမှန်တိုင်းပြောရင်တော့ PS နောက်ကိုတော့လိုက်ခုံပြီးတော့เนาะလုံးလို့တော့လုံးလိုက်ရင်တော့ပို့ပြီးတော့ဖြစ်နိုင်တယ်ဆိုမှလည်းသူ့အနေနဲ့တော့ဝေးရလေးပဲခုံထွက်သွားတယ်လည်းမေးရတော့ရှိတယ် bro တယ်မစိုးပါဘူးเนาะတတရားဟိုတော့ sacrifice ရနေတာဒါပေမဲ့ sacrifice ဖို့လည်းရမ်းရောလိုအပ်နေတာတော့မဟုတ်ဘူးပေါ့เนาะဘာဖြစ်တော့တတရားခဲ့တာလောက်နဲ့ပဲကျင်းနေထားနေပဲ Hyuki တွေဘာတွေကတော့ပြန်ပြီးထားရတယ်ဘာဖြစ် PS နဲ့လည်းเนาะ Hyuki ဘာညာရထားတဲ့အပိုင်းဆိုတော့first starter လောက်ပြီးလိုက်ရတာကတော့ AI တော့ကတော့ပြဿနာမရှိဘူးပဲပြောရမှာပဲဗျခုနကတော့နော် Black က walking grab လေးကိုလက်စစ်လေးနဲ့ချိန်စားပြီးတော့ရသွားတဲ့အပိုင်းလေးလည်းရှိတယ်ဗျာအဲ့ဒါလေးလည်းမြင်လိုက်တယ်နော်ပြောမှရမယ်ဆိုတော့ကန်အနေနဲ့တော့ဒီဘက် level 8လေးတော့နော်ကျွန်တော်နည်းနည်းလေး fan အောင်မယ်ပေါ့နော် blue bat တွေပါတွေသွားစားတာတယ်ရလိုက်တယ် hero က142 trade ဆိုတော့လည်းအရင်တော့မစိုး AI ဘက်ကလည်းတွေးကြည့်မယ်ဆိုသူတို့ကျင်းနေမယ်ဆိုကျင်းနေလို့ရတယ်ဘာလို့ far black ကလည်းသူတို့ရတာတော့ Oman Jenny ကလည်းခုတီတီတစ်ခါမှတော့မသိဘူးအဲ့ Kimi တွေကဆိုးတယ်နော်ဗျာနည်းနည်းတော့ focus ရမယ်အဲ့ Kimi ကိုဆိုတယ်နော်ဘာဖြစ်ဟိုမှာကျင်းနေခုနတက်တယ်မှာလေတော်တော်ကြီးတော့တခွဲပေးနိုင်တာလေးလဲတွေ့ရတယ်ဒါတော့ glowing one ဘာညာမပါသေးလို့เนาะ glowing one လောက်ပါလာလို့ရှိရင်တော့ဒါပေမဲ့အပေါ်ဒီတက်ပို့ပြီးတော့ညှော်လင်းလို့ရမယ်အနေထားပါ Okay အစမ AC ပဲအစမအများကြီးလုပ်ဖြစ်မထင်တာเนาะဟိုလောတွေကတော့သူ performance ရင်းကြီးတော့မပြထားနိုင်ဘူးကလေးကတော့တစ်ခါသေးတာတယ်လီဘော့သာမိထားတယ်Oh nice one spear နဲ့တော့ပစ်စားလိုက်တယ်ဗျာ go crack လေးကိုဆိုတော့ပွဲလေးကတော့နည်းနည်းလေးငြိမ်နေတယ်ဗလားချစ်ပေါ်တယ်လေးနဲ့ဘယ်ချိန်မှစားချမလဲတော့မသိပါနဲ့တော်တော်အေးနေတယ်ခုချိန်ကเนาะချခြင်းတော့ဗျာတယ်လီဘော့ဘာညာတော့နဲ့เนาะဘယ်လို pick out လေး like try မလားကိုင်းတော့ basket ပြီးပေါ်လာဖိုးပြီးတော့တတ်မလားเนาะကျွန်တော်အောက်လန်း zippy ကတော့မလွယ်တော့ဘူးလို့ inspire နဲ့ဆိုလို့ရှိရင်ဒီဘုံဝမ်းရွတ်တယ်ပြီး
ကင်မီလောက်ကိုတော့ဖလစ်ကာတောင်းပြီးတဲ့အချိန်မှာလင်ဒါနဲ့ဆင်းထိုးရင်ပါညာတော့ဖြစ်နိုင်တယ်ဒါပေမဲ့အဲ့လိုမျိုးတဲ့မှာဘေးနာဘက်ကတ်တွေပါတွေအဲ့လူကတ်ဖလက်ကိုမို့ချိန်လိုက်မိတာတော့ဘာလို့ဆိုတော့အနေများရတယ်ဒီလင်တော့ကလောလောဆယ်တော့ကန်တော့သူဟီးရိုးဖြစ်တဲ့အလျောက်မှာတော့နော်ဖန်မင်းကိုပဲဦးစားပေးနေတယ်အိုက်ဒန်ဒီပါတွေများများဆဆရမှာပဲဗတ်တယ်ဆိုင်လို့ကောင်းပါဆိုတော့လေကဲဒီပါတွေကတော့တာကြီးမန်စမန်တွေပါဝင်ရောက်ပြီးတော့ပါဝင်ပတ်သက်မဲ့ဗတ်တယ်လေးတစ်ခုမြန်ဖြစ်မယ်နေတူတယ်ဂိုးလိမ့်မှာပေါ်နေတာဆိုတော့လီဒါတော့ပေါ်သွားပြီတင်နေနော်တော့လူကဖောင်ကြီးနဲ့ပြန်ပြီးတော့ damage ပေးလိုက်မှတော့မက်ဆီတကောင်တော့လိုချင်တယ်မရတော့မရလိုက်ဘူးဗျကင်မီ rocket တွေပါလည်းပြီးသွားပြီကန်ကလည်းအမှန်တိုင်းပြောတော့ဝင်ကောက်ဖို့တော့လောက်တာမနော်သူမှ blue band တော့မရှိတော့ဘူးနော်ကန်ဟုတ်တယ်ဗလီပဲသွားစားလိုက်မလားနော်တတယ်လေးကတော့ဒီဘက်မကြည့်ပေးရလို့ရနေပြီကဲချစ်ပေါ်တယ်လေးဖွင့်တာနဲ့နော်ခွန်နေနဲ့ကတော့ဖလစ်ကာချက်ချင်းပဲခုံတော့သွားတယ်လေပေါ်တယ်ကတော့နည်းနည်းလေးတော့ဝေးဆွသွားပြီအမလီအီတာနေထောင်းဓာတ်ဖွေးတွေပေးလင်းနေနဲ့ကတော့ blue band လေးစားနေတော့မယ်လေးယောက်ထဲနဲ့ဖြစ်သလိုကြီးတော့ပြေးတိုးပြီးတော့မက်သစီစိုင်းနေတဲ့ Avada the Guardian ခုံထားတယ်ဆိုတော့ခွန်နေနဲ့ပျောက်သွားပြီဒီဘက်မှာလည်းမက်ဆီလေးတော့1-1ပြန်ပစ်ချပေးသွားတယ်မော်စကိုစပီယာနဲ့ဗတယ်လာ join မလားဘိုရဲတကောင်ထပ်ပေးလိုက်တော့မလင်းနောက်ဆုံးမှဝင်လာတာ Thomas of Blade မပေးဘူးဟာဆိုတော့တတယ်ပဲလှုပ်လိုက်ပါပြီเนาะဆိုတော့ EOK ကတော့နှစ်ကောင်တည်သွားတယ်တစ်ဖက်မှာလည်းမက်ဆီပြန်ပေးလိုက်တယ်နီကိုကတော့အခုတိတိတော့လုံးဖြစ်နေတော့မယ်เนาะဒီဟွာကြီးကဘီဖောင်ရင်ခိုးပြီးချတာကြီးရသားကြီးဟုတ်တယ်เนาะဘာဖြစ်ရလီဒါအနေနဲ့လေเนาะဘတ်တယ်တော့လာမချွိုင်းရဘူးဆိုပေမဲ့ပေါ်လန် first tower လေးလုံးတော့ရချိုးပေးတိုင်းနဲ့ပဲ Moscow တွေကတော့တည့်ရတိုင်းပဲเนาะ item တွေကလိုတယ်ဆိုတော့ item ကိုပဲဒါဦးစားပေးပြီး fan တွေပိုင်းရတော့ရှိမယ်ဆိုတော့လီဒါအနေနဲ့ဒီတက်ပို့ပြီးတော့ဒါ Saudi online ဖြစ်လာနိုင်ဝယ်ရတော့ရှိရဗျအိုးမိုင်ကျန်ဒီ KD 202ပါညီတို့301မဟုတ်တော့301မဟုတ်တော့ငါလည်းအဲ့ဒါပြောမလို့သားရဲ့အပြောင်းလဲတွေများသွားနေပဲဒီမှာမကန်နေနဲ့တော့ထပ်ပြီးတော့ဝင်တိုင်းမလားသူမှတမ်ဘတ်ဆော့ပလိတ်တွေပါရှိတယ်ခုနကတော့သူ like ကောက်မယ်နေတာတကူမကောက်ဘဲနဲ့တာတယ်လေးပဲပြန်လှုပ်လိုက်တာလေးလည်းမှန်တော့မှန်ပါတယ်ဘရိုအရင် risk me ဘရိုကဲတော့ကတော့ 1k ပဲအများကြီးတော့မဟုတ်ဘူးဆိုပေမဲ့เนาะကျွန်တော် AI တာရာလေးကိုတော့နည်းလေးတော့ထပ်ထိန်းထားမှတော့ရမယ်ဟုတ်တယ်ဗျ။ဘာဖြစ်လဲလို့မျိုးဗလာတီနာဘာညာနဲ့ကောင်တာခံထားရတယ်ဆိုပေမဲ့เนาะ AI အနေနဲ့ချနိုင်တဲ့အပိုင်းကြီးကတော့မစိုးဘူး။ဒါပေမဲ့ပြောရင်တော့အဲ့ chip နဲ့ဒီတက်ပို့ပြီးအလုပ်ဖြစ်အောင်တော့စော်ထားသင့်တယ်လို့တော့။မော်လန်ကတော့ buy one နေတော့ကျွေးနေပြီဆိုပေမဲ့ကန်နေနဲ့မနိုင်မှန်းသိတော့ချက်ချင်းတော့ပြန်ပါသွားတယ်။အဲ့မှာ chip ကတော့အတင်းတော့စောင့်နေပေမဲ့ recall ပါထောက်ပြီးတော့အိမ်ပြန်သွားဆိုလေလွတ်တော့လွတ်သွားပြီပေါ့နော်။ blue bat လေးတော့လာတိုက်ချင်သေးလားနီကိုတစ်ချက်ကာပေးထားတယ် black ရှိမှန်းလဲသတင်းချက်လက်တော့လမ်းတော့ပိုးပေးထားတယ်ပေါ့နော် tower တစ်လုံး AI ရရှိထားတဲ့အလျောက်မှာတော့ network 1000လောက်တော့စတာနေနေပဲဒီဘက်မှာ Messi တကောင်သွေးတွေရော့နေပြီး1-1 4 တက်သွားနေပဲနောက်ဆုံးမှာ oh my genie ကိုသွေးလျှော်ထားသေးတာအဲ့ချိန်မှာလင်းဝင်မလာလို့ bro လင်းသာဝင်လာလို့ရှင်တော့အကြည့်ကောင်းပြီပေါ်တယ် flash combo Avada the Guardian မထွက်ပါဘူးစစ်ပီးပါတင်သွားတာ top brigade Lucas နဲ့တူ Moscow Spear စိုက်ထားတယ်ဘိုရဲလေးကိုပဲထပ်မှန်ပြီးတော့ဆုံးတက်လိုက်တော့အလီထာကေးလေးရသွားပါတယ်ဟီရိုဂေးတို့3កောင်တော့ရသွားတာကမ်ပတယ်ဆိုင်မှုလိုနေနေပြီဆိုတဲ့အချက်ကိုတော့မြင်နေရရင်နော်ဟာရောက်ပါဟာအနေရည်များလိုက်တာကင်မီရော့ကက်ထပ်ပစ်ထားနေပဲအိုးမိုင်ဂျင်းနီတို့เนาะကျွန်တော်တို့ကင်မီဥဆောင်ပြီးတော့ဘတ်တယ်ဆိုင်မယ်ဆိုရင်တော့ AI ရဲ့ဒီချိန်မှာရမ်းချလို့ကောင်းတာဗျာပြောလို့ပြောတာမဟုတ်ဘူးပြောခဲ့တော့လက်ကားမဟုတ်ဘူးเนาะဒီ Moscow ကြီးက Saudi online ဖြစ်လာနိုင်တယ်ခုနကလည်းเนาะလင်း wall ဘတွန်းချသွားတာဟဲ့အောင်ကြီးကန်ကောင်းလို့မပြတ်သွားတာလင်းမထပ်သိသွားရင်တော့မဆီစီကတော်တော်ကြီးနေသွားမနေတာအခုလည်းနေနေတာတော့နေနေပြီနော်နောက်က3000ကျော်ပေးထားတယ် second tower တွေဟိုဘက်မှာ lock ပါပြစ်ပေးနေပြီဆိုတော့ AI ကအခုတော့တယ်ကနော်အလီဒါကဒီမှာအလီဒါထောင်ထားဆိုတဲ့ flow လေးကအလုံးဖြစ်နေတယ်ဒီမှာမပေါ်တယ်ဖွင့်နေ Messi တကောင်အရန်တော့ 4 နေတော့ Messi နေနဲ့မသေးသွားဘူး Phobia Flicker နဲ့ဝင်လိုက်ထောင်းတိုင်းမရထားတယ်သူ့အနေနဲ့ကတော့သေလူတော့ဖြစ်သွားပြီ Avada the Guardian 2 man နောက်မှလည်းလင်းနေနဲ့တော့ Oh my Jenny ကိုတင်းနေလိုက်ကောက်ထိုင်းတော့မကန်ရတော့ရလိုက်မလားရတော့ရထားသေးတယ် Thomas of Blade ချက်ချင်းတော့ PY မှာ Moscow Spear အိုးမထီဝအောင်နောက်ဆုံးမှာလိုက်ပစ်သေးတယ်အလီဒါတကယ်ကိုထမ်းပြီးတဲ့ match man ပါညီကိုအဲ့မှာလည်း chip နေနဲ့ပေါ်တယ်ထပ်ဖွင့်အလီတာဝင်ပြဝိုင်းနဲ့တော့ပကင်းနဲ့တူဘိုရဲကိုပါစပီယာထပ်ဆိုင်လိုက်သေးတယ်အလီတာ all trust in အလီတာဘိုဒီ Moscow ရဲ့သူ့တော့ကစောဒီပစ်ပေးရတာတန်နေရောပဲညီကိုတို့ထဲနေပြီ Moscow ကြီးอ่ะနော်ကဲတပတ်ကဲမလွတ်သွားတယ်ပါတော့ပါတယ်လောတော့ဒါတေချာပေါ့တော့ AI ဘက်ကရရှိဖို့တော့များသွားပြီဒါတော့နီကိုတာဝါထဲမှာနော်တာဝါဒါပေမဲ့ပြေးခံပြီးသေးတာဘတ်တယ်ငါတော့ဒီဘက်မက်သစီမြင်တာတိုက်ဆိုင်ရမဲ့ဘတ်တယ်တွေမဆိုင်မဲနဲ့အရန်ရှောင်နေလို့တော့ထင်တာပဲဟုတ်တယ်နော်ဟိုသူတို့ကဒီဘက် Lucas ကိုနည်းနည်းလေး respect ပေးနေရကြအောင်လေပါတော့ပါဟုတ်ပါဗျာ PS ကမင်းကောင်တာခံတာတော့မကြမ်းနဲ့နော်406ကဲကောင်းတဲ့ PS သူသဖြင့်အလီတာဒီဘက်နှစ်ကောင်ကောနှစ်ကောင်လုံးအရန်အဆင်ပြေနေတာဆိုတော့ AI တော့ကဘတ်တယ်ဆိုင်လို့အရန်ကောင်းနေတာပြီးတော့ဒီဘက်ကောရီယာသိရမလားလင်းတို့1-1တို့ဆိုတော့เนาะ Lucas နဲ့ Moscow နဲ့ရှင်လို့ရှိရင်တော့တော်တော်ကြီးတော့ကွာတယ်ဒီဘက်တာန်တာလို့ထုလို့ရတဲ့နှစ်ကောင်ဖြစ်နေတာဗျာအစင်ဟိုဒီကတော့ assassin တွေကိုင်းမကိုင်းအောင်လို့ 4 ချလိုက်တဲ့ drop ပင်ကိုလည်းချီးတော့ချီးကျူးပါမယ်เนาะကန်ဒီကောင်ပဲရှိတော့တာ
assassin 9တောင်တော့9တောင်နောက်မှလည်းကျွန်တော် star 4 Messi ကိုရန် focus လိုက်တဲ့ battle တွေကလည်းเนาะနည်းနည်းလေးတော့ကျွန်တော်တို့ဟိုဖြစ်သွားတယ်နှိမ့်အောင်ဖြစ်သွားပါလိမ့် Messi ကိုဖြတ်တယ်ပြတ်တာတော့မှန်ပေမဲ့နောက်ထပ် backup plan ဘာမှမရှိတော့ဘူးလင်း wall ball လေးတော့ပြတ်တက်သွားရင်လည်းနောက်မှ chip အနေနဲ့ crash call ဖြတ်တိုင်းမလား stand ပေးလို့ရတယ် black အနေနဲ့နိုးလေးပဲပြတာတာနေလို့ရှိရင် chip တွေကဆောင်းဆော့လို့ကောင်းတယ်တိုင်းအထူးသဖြင့်က leader ကြီးကလည်းနော်မင်းဘလို့ပဲပြစ်ကတော့ damage ကထွက်နေပြီဆိုတော့မင်း Roma black ကတော့ဒီချိန်မှာပေါ်တယ်ကတော့ဖွင့်ပေးုံပဲဖွင့်ပေးဖို့ပဲကြံတာတော့နဲ့သူ massman တွေလောက်သွားလိမ့်မယ်ဒီလားတိုင်းပေါ်လမ်းမှာလော်လေးတော့ကောင်းတယ်ဖြည့်ရှင်းမလားနောက်မှာ Asmarin Star 4ပြန်ပြီးတော့ဘတ်ထားပါတယ်မေဂါရှိပါညာလည်းပြီးသွားပြီဆိုတော့ Matic အနေနဲ့ဒီဘောတော့ defense နဲ့ပဲဆော့ရဖို့တော့များသွားပြီနီကိုရဲ့နော် Valentina ဒါ Lucas ကိုပြန်ခိုးပြီးချတဲ့အနေအထားတွေကလည်း timing တစ်ခုလောက်ထိပဲကောင်းခဲ့တာ Vara the Guardian ပြီးသွားပြီ Moscow Spear စိုက်တယ်နောက်မှာတော့လင်ဝင်လာအောင်မလားချိန်နေကြည့်နေတယ်နောက်မှာ1-1လေးပေါ်တက်သွားပြီနောက်မှာလင် Tampa Soft လေးတော့ဝင်လာရင်ပဲအလီတိုင်းကိုရလိုက်တာကြီးကတော့ရွှေပဲညီကိုအဲ့မှာ PS တကောင်မှာအဲ့ကောင်ကြီး shut down ကြီးကန်ဖောက်သွားပြီညီကိုတို့ Hero ကြီး3ကောင်မျက်စိတမိတ်တွင်းမှာပြန်ကြအောင်ဝိုင်းနေပဲ AIလော်လည်းမရှိတော့တဲ့နေတာတခုမှာပေါ်လဲဝေးလဲလုံနေတာလေးကတော့ပြောစရာတော့ဖြစ်သွားပြီညီကိုတို့ရေကဲဘတ်တစ်စီချက်ချင်းပဲနောက်ဝက်တွေပြန်ရသွားခဲ့တာလေးလည်းရှိတယ်တိုက်ဇစ်ပီလည်းမေထားလို့တော့မရအောင်တော့မရဘူးเนาะသူတို့ဒီလော့လက်ကြံခရီလေးနဲ့မဲကတက်လို့ရှင်လိုက်တာတချောင်းပြီးတော့အရင်ဆုံးဘာလို့တဲ့ကားကြီးခုံဝင်လာတဲ့ဘိုးရဲကြီးကိုစပဲထိုင်ပြီးနေတာလေเนาะကျွန်တော်မှားတယ်ပဲပြောရမှာတစ်ဘက်က1-1တို့เนาะနီကိုတို့ကန်တို့အကုန်လုံးစပဲလွတ်ကျွတ်3ခွင့်ရသွားတဲ့နေထားတစ်ခုမှာတော့ကဲ shut down ကြီးပေးလိုက်ရတာသူသဖြင့် PS တို့အလီဒါတို့เนาะအဲ့ shut down ကြီးတွေကတော့တာနေတဲ့နောက်9တောင်မှာ even ပြန်ဖြစ်သွားရင်းနဲ့ပဲလိုချင်နေတဲ့ mega တလန်းလည်းမရခဲ့တဲ့အတွက်ကြောင့် EI အတွက်ကတော့ဒါတော်တော်ကြီးနစ်နာမှုရှိသွားတဲ့ဘတ်တယ်တစ်ခုလို့ပြောရမှာဗျာ ဇစ်ပီခုနဘတ်တယ်မှာသူလွတ်ကျွတ်ပြစ်ခွင့်ရသွားတယ်အဓိကအဲ့အမားတလိုင်းတွေကို attention ပေးတဲ့အတင်းကမားတော့တာပဲဒီလားတိုင်းအမှန်ပဲအဲ့မှာဘာသာတဲ့ကားကြီးနဲ့ခုံလာတဲ့ဟာကိုသွားလုံနေတာရှောင်ပြီးတော့ကဲနောက်ဝက် even ဖြစ်သွားပြီပြန်မတ်တစီဘတ်တောင်ရောက်သွားပြီကဲနော်ပွဲကတော့မြနောက်ဝက်9000ကျော်နော်9900တာနေတာအမားနှကောင်ရှိရနေခံတယ်အဲ့မှာလင်းနေနဲ့အောက်လန်းလိန်တော့သွားတော့ရှင်းနေတယ်ဘယ်တော့မှ chip နေနဲ့တော့ crash ကောပဲဖြတ်တိုင်မလားတိတာတော့တိပါတယ်ကန်နေနဲ့ဟိုဘက်ကချုံလိုင်းနဲ့တော့မိုးရင်အနေများတယ်အဲ့ဒါကြီးကနော်နောက်မှာဘာပါလဲမသိတော့မလုပ်ရဲဘူးရလောထွက်တဲ့ timing ဆိုတော့ပူတော်မားလို့မရသေးတယ်ဒါကြီးလင်းရမယ်ခုန shut down ကြီးရအောင်နော်တဲ့ကောင်ဂိုးတွေအများကြီးရမှာအေး spearပြတ်တော့မပြတ်သွားဘူးတမ်မတ်ဆော့ပလေးလည်းမပေးလိုက်ပါဘူးဝေါ်ဘော်လေးပဲတက်ပြေးသွားသူရတော့တော်တော်နဲသွားတာညီကိုတို့ကဲတမ်မတ်ဆော့ပလေးလေးရလိုက်တော့လောကတော်တော်ကြီးချလို့ကောင်းသွားမှာဆိုပေမဲ့လည်းကဲအခုကတော့လောကတော့ပြန်ဖို့နော် crash call နောက်မှာတော့ဝင်လာပြီ1-1ဝင်ရ nature လေးဖွင့်နောက်မှာလေဘော်တော့တက်သွားသေးတယ်နောက်ဆုံးမှာ PS ဂျာညော်ဝိုင်းမှာ1-1လေဘော်တက်သွားတဲ့ damage ကြားမှာ PS တကောင်တန်းတောင်းဝိုင်းနေပဲရုပ်တရက်ကြီးဘတ်တက်သွားဆိုင်လိုက်တာလေးကတော့အန်နီတော်တော်များသွားတာပါပြိတ္တာ၄ယောက်သားပြန်တော့ဘတ်အောင်ပဲဒီဘက်မှာလည်းခွန်တကောင်ကြာဝိုင်းနေပဲဂျန်ဂလာတင်နေနေတာတခုဆိုလဲလောတော့ပေးရဖို့တော့များတယ်အဲ့မှာ Moscow Spear oh my ဇစ်ပီကိုအလီတာလဲနာမှာပြစ်ချဝိုင်းနေပဲဇစ်ပီဒီလဲအသေးနဲ့အတူတူမရှိနေတာလေးကတော့အမားတခုလိုပဲပြောရမလား Valentina Arcade Shadow Strike မရဘူး Moscow ပြစ်ချက်တွေကြမှာဘိုရဲတကောင်ထပ်ပေးလိုက်နေပဲ dot ဘကေအလီတာနဲ့အတူ turning point လောပါ AI နေနဲ့ပြန်လဲပြီးတော့သိမ့်ပိုက်တော့မယ်ပြိတ္တာတကယ်ကောင်းတဲ့အလီတာညီကိုတို့ all trust အလီတာဆိုအလကားမဟုတ်ဘူးလောကတော့မလုံရဲသေးဘူးเนาะ PS ကပြန်ထောက်ဖို့နည်းနည်းလေးလိုနေသေးတာနဲ့တစ်ဖက်မှာ link ရှိနေသေးတာဆိုတော့လေ respect တခုတော့ပေးထားရတော့မယ်ဗျာကို chip border crash call border ပြန်ဖွင့်ပေးတိုင်းတော့မဝင်လာမလားလင်းဝင်လာတယ်နောက်မှလည်း Moscow အနေနဲ့ပြစ်ချက်တွေကြောင့် spear ဆိုင်ဝိုင်းတော့မလင်းတမ်းမ soft lane နဲ့ဓာတ်တွေပါပတ်သိမ်းပြီးတော့ပြန်တော့ဘန်ဝိုင်းတော့လော်လေးကိုလည်းပြန်ပြီးတော့ focus နေတယ်ကန်နေနဲ့တော့ပြန်တော့ဘတ်ပါပြီဒီလောကိုလည်း AI ပဲသိမ်းပိုက်သွားနေမှာ game rocket တွေကိုလည်းရှောင်ရှားနေတယ် Moscow spear ချိတ်ဆက်ပြီးတော့ elite ကန်အောင်ပါပြစ်နေသေးတာ flicker ကြီးပါခုံပြီးပြစ်တာကြီးတော့များတယ်တိုင်းတို့စိတ်ကိုရှော့အလီတာစိတ်လေးကိုနည်းနည်းလေးရှော့လာညီကိုစိတ်လေးကိုနည်းနည်းလေးထမ်းနေတာကဲနော်စိတ်ရှော့မှတော့ရမယ်တကယ်ပြစ်တာနော်မော်စကိုအရန်အဆင်ပြေနေတော့ကန်ဘလို့မှဗတယ်ဝင်ဆိုင်မလို့မရအောင်မော်စကိုအိမ်မှုနေနေသလားခုနအမှန်တိုင်းပြောရင်တော့ဇီပီအလဲနားမှာ vision ကြီးအရန်အောက်နေပြီးတော့တယောက်တည်းဖြစ်နေတာကြီးမားတာတော့မားကြည့်လားတိုက်ဟိုဂျန်ဂလာတင်နေနေတာတော့က၄ယောက်ထဲနဲ့လော်သွားလို့ရတော့မှာလော်ဖူးချမှာသူကလည်းစပီးယာထိမယ်လို့ဘယ်ထင်မှမလဲ။အော်လီဒါစပီးယာလည်းရန်ကောင်းသွားပါတယ်။ကွတ်တီစပီးယာလည်းကွတ်တီလမ်းပြစ်တာဟင်းအောင်ကြီး1-1ကဲတော့ဒီ second law လေးနဲ့ကတော့မက်ဂါရီယူဖို့အကောင်းဆုံးချိန်မယ်နော်။ခွင်ကြီးတွေကတော့ညာပေးလိုက်တယ်ဆိုပေမဲ့မက်ဆီအကောင်းဆုံးသုံးမချနိုင်ခဲ့တဲ့နောက်မှာကျွန်တော် AI အနေနဲ့တော့ second law နဲ့တော့ပြန်တက်ဖို့တော့ရှိအမြဲတမ်းပဲခက်ခဲတဲ့လမ်းစဉ်လေးကိုရွေးနေတယ်လို့ပဲပြောရမလားဗလန်က
ဟိုဒီ AC မနိုင်နေတာလား AC မနိုင်နေတာလားဗောနော်မက်ဆီအနေနဲ့သူတို့ကအများနဲ့လိုပဲဘရိုခုနလော့ဘတ်တဲမှာဆိုလဲဂျန်ဂလာမရှိတော့ဘူးနော်ဆက်တက်လေးနည်းနည်းပါပြန်ချပြီးတော့လော့ရတော့မယ်နေတာတခုမှာအလယ်လန်း position သွားအောက်တော့အလီဒါ one man show ပြသွားတယ်ဘရိုအဲ့မှာလော့ရတော့ mega တလန်းရတော့ရောက်ယူပေးဝိုင်းနေပဲအလယ်လန်းနဲ့အောက်လန်းမှာတော့နောက်တဲ့ mega တွေတော့ထပ်ယူအောင်မယ်ဗောနော်လော်ကြီးကလည်းဖြည့်ရှင်းအောင်မယ်နော်ခုတီတော့လော့တော့ဘယ်သူမှတော့မဖြည့်ရှင်းတော့ဝမ်ပြစ်ချက်တွေအောက်လန်းမှာလည်းခရီးရှင်းမှုတွေနဲ့တူတော့မက်ဆီအကောင်းမွန်ဆုံး defend ထားပါလိမ့်မယ်မတက်ရဲဘူးမတက်ရဲဘူးမေဂါတလန်းနဲ့ပဲကျင်နေထားရတယ်နော်နည်းနည်းလေးတော့ဖို့တင်တယ်လော့သွေးများတော့မှအလေလန်းမဲ့ဖြစ်နော်ခုနကမဟုတ်ခုနလိုမျိုးဖြစ်သွားမှာဆိုလို့ဒါ AI တော့ AI ဘက်ကကြည့်အရေးကြီးနေတဲ့အချိန်ဆိုတော့လေနော်အမားမခံခြင်းလို့လည်းပါတယ်ဟုတ်ကဲ့ blue bug ကတော့မရလိုက်ဘူးနော် retreat တော့ပေါက်လိုက်တယ်ကန်အနေနဲ့လောကတော့နောက်တော့စက္ကန့်80လောက်ထပ်ဆောင်အောင်ပဲဘယ်သူမှတော့မားလို့မရသေးဘူးဘရိုနော်ဒီချိန်မှာ Messi ဘက်ကနေနေတယ်ဆိုမှကမ်းဘက်ကလည်းအချိန်မီးဖြစ်သွားနိုင်တယ်မေဂါတလန့်အဖြေမဟုတ်ဘူးဟုတ်တယ်နော်မေဂါလည်းတလန်းလောက်ပဲရထားဆိုတော့အရင်ကြီးတော့မသေးကြသေးဘူးပဲပြောရမှာဟုတ်ပါသေးလို့မရဘူးအထူးသဖြင့်အလီတာတို့ပါတော့နော်ရေးကြီးပါတယ်ညီကိုတို့ပွဲရတော့ရေးကြီးနေနော်1-1ဆိုတော့ညာဆိုတော့တပွဲအသာသီးနဲ့ဆော့ရဖို့အတွက်နော်အမှားတော့လုံးလို့တော့မရဘူးအမှန်ပဲကဲပွဲချိန်16မိနစ်တိုင်မျိုးတော့เนาะအားလုံးနဲ့တူပဲရောက်ရှိလာရင်းနဲ့ပဲညီကိုတို့เนาะကျွန်တော်တို့မျက်တောင်တမိတ်ခတ်လိုက်တာနဲ့ဘက်တရီလွတ်သွားနိုင်တဲ့ movement တွေလည်းဖြစ်သွားနိုင်တယ်ပေါ့เนาะအဲကြောင့်မလို့လဲကျွန်တော်မျက်တောင်မခဲနဲ့ညီကိုတို့အသက်မရှူနဲ့เนาะပွဲလေးတော့ဆက်ကြည့်အောင်ပဲဗျာဒီဘက်မှာလည်း PS နဲ့ Oh My Jane ကန်တော့တွေ့သွားမယ်လေကန်အနေနဲ့တော့နူးလေးတော့ပြန်ပြထားသေးတယ် PS အနေနဲ့ Rose Gold တကွက်ထပ်တော့ဝယ်ထားသေးတယ်ပေါ့เนาะ PS အနေနဲ့လည်းဒီပွဲကတော့အမှန်တိုင်းပြောတော့တောင်းနေလေးနဲ့နေပေးဖို့ပဲလောက်ရတော့မှာ damage ကတော့ရှိပါတယ်ကျွန်တော်အတော်သိရှင်ရပြီဒီကပြစ်ပေးသွားမှာလီတာနဲ့ဟိုဟာအိုမိုက်ဂျင်းတွေပဲပြစ်ပေးသွားမှာတစ်ဖက်မှာကြည့်မယ်ဆိုတော့အဲ့ကောင်တွေကိုဓာတ်နဲ့ဆင်းထိုးသွားမှာဒါပေမဲ့ तू ကလည်းလွတ်ကျွတ်ထိုးခွင့်ရတယ်ဆိုတော့မရှိဘူး तू ကြည့်လိုက်လို့ရှိရင်သွေးတစ်ဝက်နဲ့ဗတဲ့ဝင်အရန်ပျော့တာဟုတ်ဗျလင်းဆိုတဲ့ဟီးရိုကကဲမတော့တွေးရမယ်လင်းရဲ့တန်းဝါဆော့ပလေးရှိရောနော်ဘလက်ကမိုးစာမဖြစ်ရဘူးစပိတ်မတောင်းရဘူးဖြစ်နေခုနကတော့ကောင်းဟိုဟာနည်းနည်းအကွက်ကလေးတော့မြင်လိုက်တာတော့ညီကချက်ချင်းကြီးရောပေါ်တေးခိုးပြီးပြန်ပေးသွားတယ်လားအဲ့မှာတော့ကန် crash course stand ကွာ damage of play ချက်ချင်းတော့ဖြီးလိုက်တယ်မတော့ဓာတ်တွေပါပတ်သိမ်းပြီးတော့ပတ်သွားပြီ damage of play မရှိတဲ့အချိန်ဆိုတော့အန်နေကတော့များသွားပြီညီကိုတို့ရေကန် vision မရှိတာရောအမြဲတမ်းပြေးတိုးတာကြီးကသူ့အကွက်ကြီးမြန်ဖြစ်နေမလားဗျဘောလည်းမဟုတ်တော့မြန်မာလူကြီးလမ်းလျှောက်သွားတာလမ်းလျှောက်သွားတာဘရိုနောက်မှာမော်စကိုတို့ပါလို့သာရှိလို့ရှိရင်အဲ့နေရာကန်စောသီးပြတ်နေပြီမဒီတွေးတော့ပါလော်လေးကတော့ပေးရပြီဗျာတမ်ဘတ်ဆော့ပလေးမရှိဘူးဆိုတော့လေလော်တော့4ချလိုက်နေပဲ PS ပဲလော်တော့ရောက်ယူသွားတယ်ဒီနေရာမှာတော့ hero game မသေးသွားဘူးဆိုပေမဲ့လည်းအဲ့နေရာမှာတော့เนาะကျွန်တော်တို့တမ်ဘတ်ဆော့ပလေးပေးရတာလေးရောဖြည့်ဖြစ်သွားရလို့ပဲတတ်မှတ်လို့ရပြီမောင်ကန် AI နဲ့တော့နောက်ထပ်တက်လော်လေးနဲ့တူပဲเนาะထပ်တက်ဖို့တွေရှိနေသေးတယ်เนาะရသူတို့ကလေလေကင်းတော့လေသွားသူတို့ရပါတယ်မော်စကိုတွေကင်မီတွေနဲ့ဆိုတော့เนาะအရင်ကြီးတော့ pressure တော့မရှိဘူးဗျခုနနေရာမှာမော်စကိုလေးရှိလိုက်လို့ကတော့ဒါပေမဲ့အဲ့ကန်အယိုးတခြားသားရှားဖြစ်သွားမှသေးလားစပီယာဆိုင်တာနဲ့တယ်လီပေါ့ဖွင့်မယ်ထင်တာเนาะတယ်လီပေါ့တော့မဖွင့်လာဘူးဘလက်ကဟိုသူတို့ကလည်းအဲ့တမ်ဘာဆော့ပလေးကိုတောင်းလိုက်တာလဲပါလောက်တယ်ဒါကြီးဗတဲ့အရမ်းမဆိုင်ခြင်းမင်းနဲ့လေရပြီတမ်ဘာဆော့ပလေးရရင်တော်ပြီဆိုတဲ့အကွက်နေတော့ဖြစ်သွားအိုးမန်ဂျန်နီကဝင်းနေချားနေပဲเนาะရှုပ်လို့တော့မရအောင်အဲ့မှာကန်ဓာတ်နဲ့တော့ဆင်းထိုးတယ်ကင်မီရော့ကက်ဒီပါထပ်ပစ်ထားနေပဲအရန်ကြီးတော့တက်လို့မရအောင်ဆိုတဲ့အကြောင်းလေးတော့ပြသနေတာများလားအော်လမ်းမှာတော့ကန်အနေနဲ့ကတော့ကျွန်တော်တို့ခရီတော့အကောင်းဆုံးရှင်းမော်စကိုဝင်တော့ပြစ်တယ်နောက်မှာတော့ကျွန်တော်မေဂါတလန်ထက်ရထားပြီးဗလက်တီနာအာဂိန်းရှယ်ရိုစထရိုင်လေးနဲ့အကောင်းဆုံးတော့ဒဖန်ထားတယ်မေဂါ2လမ်းမှာတိုးတယ်ဆိုတော့အလယ်နားမှာထက်ရမယ်ဆိုတော့မေဂါ3လမ်းလုံးတော့ရအောင်ပါလော့တော့မက်သစီအနေနဲ့ကတော့เนาะအကောင်းဆုံးတော့ဟန်တယ်လောက်ထားတယ်လော့3ခါရတာ AI ကျွန်တော်တို့အဲ့နိုင်သေးဘူးဗျခုတီတီသူတို့မေဂါလေးပဲဖက်ယူပြီးပိုင်မပဲတက်မဲ့အနေထားပါเนาะအခုကလည်းတော်တော်ကြီးတာနေပြီဆိုတော့မှန်နေဘလူးဘတ်လေးကိုရီဒီပေါက်စားမလားကင်မီရော့ကန်နဲ့ခွန်တကောင်ဓာတ်ဖွေးတွေဘာတွေပြန်သုံးဖလစ်ကာပေးဝိုင်းနေပဲနောက်မှာလူကတ်ကွန်ဘိုခိုးထားသေးတယ်အက်စမာရီစတာဖော့သုံးမလားခရက်စကော့ဖြတ်တိုင်းနောက်မှာလင်းဝေါ်ဘော်နေပဲကြည့်နေမှာဘိုရဲကိုအတန်းရှင်းသွားပေးနေပြီ rap line နဲ့နောက်ဆုံးမှာဘိုရဲ referral line တွေမှာသုံးပြီးတော့ပြေးဝိုင်းနေပါ PS winter crown ခဲထားသေးတယ်နောက်မှာလင်းဓာတ်နဲ့တစ်ချက် PS ပဲ zippy damage ကြားမှာတော့တေဆုံးသွားတဲ့ခိုင်တဲ့ဒါမှလည်းတေသွားတာလေးကလော့ထွက်တဲ့တိုင်မဟုတ်တာလေးတော့ကန်ကောင်းတယ်တော့ပြောရမယ်သို့တော့၄ရောက်၅ရောက်အားဖြစ်နေတဲ့နေတာတို့မှာခရီလေးကိုတော့လိန်လေးပြန်ရှင်းပြီးတော့တက်ကြည့်မလားမသိစီအဲ့ဒါလေးတော့မေးချင်တယ်ဟုတ်တယ်နော်သူတို့အဲ့ဘိုးရဲကြီးကိုတော်လုံနေတဲ့ကိစ္စတော်တော်ဆိုးနေတာဟာဘိုးရဲကိုသွားဘိုးရဲလောက်ရင်တော့အဲ့ AI ဘက်ကမောက်ပြီပဲဒါကြီးမပြတ်ဘူးဘိုးရဲကြီးတော်အိမ်နေတာကဲကိစ္စတွေကတော့နော်နည်းနည်းလေးတော့ရှုပ်သွားနိုင်တယ်ဘာဖြစ် PS သေးသွားတဲ့အတိုင်းများလေလွတ်ကျွတ်ဖြစ်နေတာဆိုတော့ AI တော့ကတော့ရရင်တော့ပြဿနာတော့မရှိပါဘူးဒါမှအဲ့လိုမျိုးထပ်လုပ်လို့တော့မရအောင်နော် AI ဘက်ကဟုတ်တယ်နောက်တော့မလောတော့ပြစက္ကန့်90လောက်တော့လိုနေသေးတာဆိုတော့လေကျွန်တော်လောဘတယ်လေးပဲထပ်ဆောက်အောင်ဗျဘိုးရဲပေါ်တယ်ဖွင့်ပြီးတော့အိမ်လိုက်ရင်တော့ကြည်ကောင်းပြီပွဲရ
ဘာမှမအားလို့မရပါဘူးဒီလားပွဲဆောင်းရင်ရင်ခုန်နေရတယ်နော်တင်လုံးကနော်ကျွန်တော်တို့မူမန်တန်လေးကတော့နော်ကျွန်တော်တို့မေဂါနလန်လည်းပေးထားတာဆိုတော့ကျွန်တော်တို့မက်သစ်စီအနေနဲ့အရန်ကြီးတော့တိတ်မဟိုက်တော့ဘူးသူတို့ဖြည်းဖြည်းချင်းပဲအမားနည်းနည်းအမားကိုတတ်နိုင်ဆုံးနည်းအောင်လို့တော့ထိန်းဆော့နေတယ်ဗောနော်ကန်နေလည်း identity တွေဆွတ်တာတွေပါလေလုံးပြအောင်မလားတော့မသိသေးဘူးခုနေနေသူ့မှာတော့ immortal ဘာညာလည်းမတွေ့ရသလို winter crown ထည့်ထားရလားဗောနော် immortal ကတော့ဒီဘက်မှာခုံလို့ပါတော့ထည့်ထားပြီ PS winter crown နဲ့ခုနကလည်းသူခဲတော့ခဲလိုက်တယ်ဗျဒီလား1-1ပြစ်တော့လေတော့ခဲတယ်ခဲပြီးတော့မရတော့ပေးတာတော့ပြစ်ချက်နေကဲလောတော့ထွက်ပြီနော်လောဘတယ်လေးထက်ကြည့်ရမလားကန်နေနဲ့တော့ blue bug ဘာညာလဲရသွားတဲ့ပုံပါပဲဆိုတော့အေးဝီအဲ့မှာတော့လောတော့ဖိုးကျင်တော့ဖိုးချလို့ရရင်နော်အောက်လန်းလေးရှင်းအောင်ပါသူတို့ဒီကောတွေထောက်ပြီးတော့အိမ်ပြန်သွားရင်တို့လောမဖို့ပဲနော်ကင်မီနဲ့ PS နဲ့ damage ကတော့များတယ်ဆိုပေမဲ့လော်ကြီးကိုတော့အရင်ကြီးလုံနိုင်တဲ့အနေအထားမျိုးတော့မတွေ့ဘူးဗျ။အိုးမန်ဂျန်ကြီးတော့ဒဲကိုပြစ်နေတာအဲ့လော်ကိုတွေးတော့ခွန်နေနဲ့တော့ vision လေးတော့ပြတိုင်းတော့မလင်းနေနဲ့အလဲလန်းခြုံလေးထဲမှာလာမယ်ဆိုရင်တော့မိပါမလား။အော်လဲလော်လေးပြပြီးပါအောင်တွေးလေးကြည့်ချင်လို့ကင်မီ rocket နောက်မကန်နေနဲ့တော့ stand မမိတော့မမိပါဘူး။ Messi မောင်းတော့ထုတ်ထားတယ်လော် restart ခဏပြန်ချထားပါတယ်။ဘာလို့လိမ့်တာနေရဆိုတော့ man တော့ man နေတာ AI decision making ကသူတို့လော်လူပေါက်တဲ့လမ်းစဉ်သူတို့ရွေးမှာမို့လိမ့်မဲဆောင်တော့မှာ။မှန်နေနော်ပေါ်မှာလဲလိမ့်ရရှင်းအောင်မယ်အောက်မှာလဲရှင်းအောင်ပါဆိုတော့AI လိမ့်လေးပါလိစီးမှာပဲလုံမလားဘတ်တီပါဆောင်းတော့ဖိုးချရင်တော့ဘရိုတို့တိတဲ့အတိုင်းပဲဘရိုလောဖိုးချရင်တော့လာမက်သစ်စီကဝင်ချမှာအဖိုးချဦးဆိုရင်လည်းလိမ့်နေပါတွေကလင်နဲ့ဆိုတော့သွားရှင်းလို့ရတယ်ဆိုတော့ပေါ်တယ်လေးဖွင့်ပြီးတော့အဲ့လင်လေးကိုတိုင်းဟွာကောက်ကြည့်မလားလို့2ယောက်လောက်နဲ့မလွယ်ဘူးအပေါ်လမ်းမှာတော့အလီတာရဲ့ခြုံလေးထဲမှာအလီတာခြုံလေးထဲမှာအလီတာဝင်မေးပြီလားဝင်မေးပြီအဗာတော့တကားကြီးဖလစ်ကာခေါ်ဝိုင်းတော့မလင်းဓာတ်နဲ့စင်းထိုးနိုင်တယ်အလီတာဝင်နေကြစတန်နေကြမှာနောက်မှာဓာတ်တွေပတ်သိမ်းဝိုင်းနေတယ်အလီတာ immortal ကောက်ဆွတ်ဝါးစီတယ် what the fish အလီတာနောက်ဆုံးတော့မပြတ်သေးဘူးပြန်ထုနေမင်းမလဲဘိုရဲဒမ်းမင်းနဲ့တေဆုံးသွားလို့ကန်လဲကြောက်သွားပြီနောက်မှာ1-1ကြံနေတဲ့ match ရှိတဲ့တင်းနဲ့မရှိတဲ့တင်းအရန်ကွာချသွားနေတယ်နီကိုရဲ့ arcane shadow strike damage တွေအောက်မှာ Messi winter crown ခဲထားတယ်ဆိုပေမဲ့ black တကောင်မှာပြေးနေရပြီ arcane shadow strike Messi နီကိုဘိုင်ဝိုင်းနေတော့ချရဆိုမှလက်မလေးပြပြီးတော့အိမ်ပြန်ခိုင်းနိုင်မဟိုးပါမလဲခုံနေနဲ့ black ကိုတော့လိုက်ပြီးတော့ record halfway ဖြတ် internet ထောင်းနိုင်တဲ့ black တကောင်တေဆုံးသွားနေတယ်၄ကောင် take down လုံးလိုက်နိုင်တဲ့ Messi တခါတည်းပဲပွဲအောင်အဲ့လိုတော့ယာဝိုက်ပြီးတော့ Messi တကောင်ပဲကြံတော့တာခရီးကိုဘလို့ရှင်းမလဲမေးနေရတော့ရှိပါတယ်ဘိုရဲ tower damage ခံတဲ့ red dead Valentina arcane shadow strike ဂျားမှာ star phone နဲ့ပြေးသွားပြီ Asmara star မို့ပြန်ခိုးတိုင်းနောက်ဆုံးမှာ crystal လုံးပြေးရအောင်ပဲ Messi တကယ်ကောင်းမွန်လာပါတယ် battle တခုတော့ဆိုင်ပြသွားရင်လည်းပဲကမ်ဘတ်ခဲ့ပါပြီ game number 3အကောင်းဆုံးကမ်ဘတ်တခုပြသသွားတဲ့နောက်မှာတော့အနိုင်ရရှိသွားခဲ့က2-1ဆိုရရလက်ကိုတော့ပုံဖော်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်အလီတောင်တွေ့သွားတာညီကိုအလီတောင်တွေ့